show နော် already ဘာညာဒီနေ့ဒီမှာရိုက်စရာရှိတာပဲ ရိုက်ပြီးတော့ တိုက်ပြီးသွားပြီရိုက်ပြီးသွားဆိုတော့နောက်ပိုင်းပြီးတော့ညနေပိုင်းတော့နည်းနည်းဟင်းချက်တဲ့ဟာတွေရိုက်တယ် ရက်ချော်ပါမယ်ဇာတာကလာတော့ချက်ပါမယ်အစားဝိုင်းလေ အားမစားဘူးဘိုင်ရတော့စားโอเคအဲ့ဆိုဟင်းချက်လိုက်ပုံဝီကဲဒီလိုလို့ရှိရင်တော့ချက်ဘူးလေးပေါ့နော်စကားကာလာချက်လို့ပြည့်ထည့်ရုံးဖို့ပြည့်ထည့်ရုံးပြီးလုံးချက်လေးချမှာဖြစ်ပါလေဒီလိုကဲ finally ဘာညာကြိတ်ပြီလောစရာထုံးနေတိုင်းမပြီးတော့နဲ့သမင်းဖြူလေးနဲ့အရင်ဆုံးဆွဲလိုက်မှာဖြစ်ပါတယ်ချက်ဘူးစိမ်းကြောခယူငပိတောင်ဘာညာနိုင်ချားကြည့်